조금 나와. 그래 항상. ညီမအခုကတော့ ADG system ကုမ္ပဏီမှာပဲရောဆရာတော့ cloud operation engineer ပေါ့နော် cloud operation engineer အနေနဲ့လုပ်နေပေါ့ဟုတ်ရပါတယ်ခဲခဲရရှိပါတယ်ဆက်လာကျအလုပ်ချလုပ်တဲ့ချိန်မှာပေါ့နော်စာတွင်းနဲ့ပြည့်တော့တခြားစီဘာမှမဆိုင်တော့အဲ့လိုမျိုးရှိရပေါ့နော်ဒါပေမဲ့ဟိုစာတင်တော့ကျတော့လေဒီလိုမျိုးဟိုလက်တွေတန်းခဲ့ရတယ်ဆိုပေမဲ့လက်တွေကဒီ scenario တစ်ခုနဲ့ပေါ့နော်တကယ်ဒီ real world မှာကျတော့အဲ့လိုမဟုတ်ဘူးကွာခြားချက်တွေကအများကြီးရှိပါတယ်ဒါပေမဲ့လည်းဒီအရှိမစာသင်ခဲ့တဲ့ theory သိမှပဲတကယ်ဒီလက်တွေမှာလောက်ရအဆင်ပြေရဆိုတော့ဒီဘယ်လိုပြောမသိဘူးမသိပဲနဲ့လည်းညီမတို့ဒီ blind လောက်လို့မရအောင်လေအဲ့ဒါကြောင့်မို့လို့အချို့နေရာတွေကတော့တော်တော်လေးအထောက်အကူပြုပါတယ်အသုံးဝင်တာတွေကတော့အများကြီးပေါ့နော်အဲ့ရမှာတစ်ခုဆိုတော့ project management လို့ပြောမှာပေါ့ဒီမှာအခုကအဆိုင်မှာလုပ်နေရဆိုတော့ဒီ project တွေကတစ်ခုခါကြလို့ရှိရင်လည်းဒီ project တွေတိုက်တိုင်းလေးလည်းလာရပေါ့နော်အဲ့လိုအချိန်မှာဆိုလို့ရှိရင်ဒီစာထဲမှာတင်ရဒီ project management တွေကဒီ knowledge တွေပေါ့နော် knowledge တွေကိုယူသုံးပြီးတော့ဖြည့်ရှင်းခဲ့ရတာရောရှိတယ်ပေါ့နော်နောက်ထပ်ကြရဆက်ရန်ဖို့ကကြတော့ဒီမှာဒီ lower skill တွေပေါ့နော်ဒီ technical skill အချို့ဖြည့်ဖို့လိုသေးတယ်အဲ့ skill ဖြည့်ပြီးတော့လို့ရှိရင်တော့ဒီမှာနောက်ထပ်ဒီကိုတကယ်ဝါသနာပါတဲ့ဒီ line ကိုပေါ့နော်ဒီမှာ cyber security ဝါသနာပါဆိုတော့အဲ့ line ကိုတော့ဖို့တော့plan နာပါတယ်လို့ဆိုတော့ skill လေးထပ်ဖြည့်အောင်ပေါ့နော် planning လုပ်ဖို့လိုပါသေးတယ်it's such a long story ပေါ့idea ဘလို့ရေးပြီးတော့တက်ခဲ့ဖြစ်တာလဲဆိုတော့ညီမဒီ idea ကိုစပြီးတော့ join နေချိန်မှာပေါ့နော်အဲ့ချိန်ကဟိုဒီ2020နဲ့2023လောက်ချိန်ဆိုတော့အဲ့တုန်းကuni လက်ဆက်မတက်ဖြစ်ဘူးအိမ်မှာလည်းအရင်အားနေအချိန်ပေါ့နော်အဲ့ချိန်မှာညီမကဒီကျောင်းလျှောက်တဲ့အချိန်ကျတော့ညီမကဒီ IT ဘိုင်းကွန်ပျူတာတက်ကိုရတယ်ပေါ့နော်အဲ့တော့ညီမ IT ဘိုင်းနဲ့တော့မယ်လို့ဆုံးဖြတ်ထားတဲ့အချိန်မှာအိမ်မှာဒီအိုင်းနေနဲ့အမလာပြရပေါ့နော်ဒီ IT က post လေးတစ်ခုဒီ diploma IT +1 စမယ်ဆိုရယ် post လေးတစ်ခုပေါ့နော်လာပြရတဲ့အချိန်မှာနည်းနည်းစိတ်ဝင်စားသွားတော့ internship program လည်းရှိရယ်ပြီးတော့ scholar လည်းပေးနေရဖြစ်တဲ့ကြောင့်ပြီးတော့အမကလည်းဒီ recommend ပေးရပေါ့နော်ဒီသင်တန်းကဒီ theory ကသူတို့ကိုယ်တိုင်သင်ခဲ့တာအတင်ပြကောင်းတယ်ဆိုပြီးတော့ comment ပေးရသူ့ရဲ့ဆရာမကြီးတက်ကြည့်ကောင်းတယ်ဆိုပြီးပြောတဲ့အချိန်မှာအဲ့တော့ကတော့ IT ကတိတ်ပြီးတော့ညီမကွယ် IT ဆိုတော့ကျောင်းမပြီးသေးဘူးပေါ့နော်စပြီးတော့ဘယ်လိုပြောရမလဲအသက်ဖွင့်တဲ့အကြောင်းလို့ပဲထင်တာပါနော်အဲ့နဲ့ဟို scholar လည်းပေးနေရဆိုတော့ဒီ private training နဲ့ try တဲ့ဆိုတော့ညီမ head scholar ရခဲ့ပေါ့နော်အဲ့နဲ့ head scholar ရတဲ့အချိန်မှာအိမ်နဲ့တိုင်နေပြီးတော့ဒီစက်တက်ပြီးတော့ရပေါ့ diploma အဲ့ diploma course လေးဖြစ်နေတော့စိတ်ဝင်စားတာပေါ့နော်IT career ရှောင်းလမ်းမဲ့သူတွေဆိုရင်ဒီ IT field ကအရန်ကိုကျေပြန့်နေပြီးတော့ဒီ IT သမားလုပ်တော့မယ်ဆိုလို့ရှိရင်ဒီနေ့ပဲစပြီးတော့ဝင်လာတဲ့အဆင်ပြေ continuous learning ပေါ့နော်ဆက်ပြီးတော့အမြဲအသက်ကြီးသွားတဲ့အထိဆက်ပြီးတော့လေ့လာနေရမယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုက learning လောက်တော့ enjoy ဖြစ်တယ်ဆိုရင်တော့ဒီ IT field ရဲ့ဝင်ခဲ့ပါလို့ပြောချင်တယ်ပေါ့နော်ပြီးတော့ဒီ IT သမားလုပ်ချင်တယ်ဆိုအေးပြည့်လည်းခံနိုင်ရမယ်ပေါ့နော်အဲ့တခုအဲ့ဒါလည်းရှိပြီးတော့ဒီ technology တွေကအမြဲတမ်းဒီနေ့စဉ်နဲ့ပြောင်းလဲနေရတဲ့ကြောင့်မို့လို့ဒါကဒီနေတိုင်းမှာကိုယ့်ကို update ဖြစ်အောင်လို့အများကြီးဒီ learning လုပ်သွားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအဲ့ဒါလေးကိုပြပြချင်တယ်နော်